ငွေဆောင်သွားမဲ့ဘလော့လေးပဲဖြစ်ပါတယ်လိုက်ခဲ့ကြပါအောင်နော်ရန်ကုန်ကနေမနက်4 နာရီခွဲစထွက်ပါတယ်ချစ်ပိုင်သစ္စာနဲ့သွားတာပါဒါကတော့ကျမတို့တဲမဲ့ဟိုတယ်လေးပါ The Village Resort ပါရောက်ချင်းမှာပဲဟိုတယ်ချက်ကင်ဝင်လို့မရသေးတာနဲ့နေ့လယ်စာလေးစားလိုက်ပါဦးမယ်နေ့လယ်စာကိုတော့မတ်အုံမှာချက်ဖို့စီအားမှာစားတာပါအခုပြထားတာကတော့4 ယောက်စာပါသူကအသားဟင်း2မျိုးရယ်အရွက်ကြော်1မျိုးရယ်အရေတောက်ရယ်ငပီတောင်ရယ်တိုးစရာရယ်ထမင်းလေးကတော့4 ယောက်စာပေါ့နော်4 ယောက်စာပြီးမြဲထမင်းကတော့များပါတယ်သူ့ဟင်းလေးတွေကလေအရသာအရန်ဆူဆူရှက်ရှက်ကြီးမဖြစ်ပဲနဲ့စားလို့ကောင်းပါတယ်ပိုးရှင်းလေးလည်းများပါတယ်4 ယောက်စားတဲ့တော့မှဟင်းတွေကကြံလို့ညနေစာပါထပ်စားခဲ့ရပါတယ်ဒါကတော့ကျမတို့တဲမဲ့အခန်းလေးပါအခန်းမျိုးစားလေးကတော့ executive sea view ပါအခန်းလေးကတေချာမရိုက်ထားလို့နော်တကယ်ကတော့ကျယ်ပါတယ်ငွေဆောင်လာတိုင်း The Village Resort မှာပဲအမြဲတည်းဖြစ်ပါတယ်သူကပေးရတဲ့ဈေးလေးနဲ့ sea view နေရပါတယ်ရောက်ချင်းပင်လယ်ထဲဆင်းချင်ပေမဲ့နေရမ်းပူနေလို့ညနေကျမှပဲဆင်းပါတော့မယ်အခုတော့ခဏနားလိုက်ပါအောင်မယ်ပင်နေရရောက်အေးနဲ့ရေပဲတောက်ပါတယ်ဒါကတော့ကိုဆရာကြီးရဲ့တင်ပြမှုနဲ့ရေစိမ်နဲ့အဆင့်ရနေပြီးတော့တပွန်းပွန်းနဲ့ရေကူးနေတာလေးပေါ့နော်အခုကတော့ Escala Hotel ရှိက Brizo Beach Bar ကိုသွားနေတာပါလိုက်ခဲ့ကြပါအောင်နော်ဒီဘားလေးက unplugged လည်းရှိပါတယ်ည9 နာရီဆိုရင် fire show လည်းရှိပါတယ်ကျမတို့လာတဲ့အချိန်ကတော့မှောင်သွားပြီတကယ်တော့ဒီနေရာလေးကညနေဆောင်လေးလာရင်ပိုလှပါတယ်ဒါကတော့ညဘက်ဟိုတယ်ရှိကမြင်ရတဲ့မြင်ကွင်းလေးပါလိုင်းနေကြည့်ရတဲ့ fee ကတော့မိုက်တယ်ဖြည်းဖြည်းနဲ့ကက်လာမိုက်တယ်တေးရဲ့ဟိုမှာတေးရဲ့ fee လာလေငါးဖက်လေးဟိုဘက်လိုင်းနေကြီးတယ်ပဲ